င်္ဂလာပါဒီတစ်ခါမှာတော့ဘန်ကောက်မှာရှိတဲ့ chocolate valley ကိုတက်ကြမယ်နော် chocolate valley ကသူကတစ်နေ့တလားပေါ့နော်လားတွေပေါ်မှာမူတည်ပြီးတော့ things တွေကတော့ကွာရယ်ပေါ့နော်ဒါကတော့ပုံမှန်နေပါမှတိတ်မရှိရနေမျိုးဆိုရင်တော့သူကဒီလိုမျိုးများတော့ပဲကလေးတွေကြိုက်တဲ့ပုံစံမျိုးလေးလုပ်ပေးတာပေါ့နော် Halloween ရှိရလားဆိုလို့ရှိရင်じゃတော့ Halloween sting လေးထားပေးရတယ်ပေါ့နော်အဲ့ဒီ Halloween sting လေးတွေကတော့သူကဆန်းလေးနဲ့တော်တော်စိတ်ဝင်စားဖို့လည်းကောင်းတယ်တပွန်ရရင်လည်းတော်တော်လှပါတယ်ဒါကတော့ပုံမှန်ရက်တွေမှာဆိုတော့ပုံမှန်ကလေးတွေကြိုက်တဲ့အများစုကတ်တုံရုပ်လေးပုံစံလေးနဲ့ပဲထားပေးတာပေါ့နော်ပြီးရင်သူကဘန်ကောက်ကနေဆိုလို့ရှိရင်မြို့တွေဘန်ကောက်မြို့တွေကနေသွားမယ်ဆိုလို့ရှိရင်အရင်မဝေးပေါ့နော်တက်ဆီငါးစီးဝိုင်းနေအောင်မှပဲ200ကျော်လောက်ပဲပေးရတယ်ဆိုတော့မိသားစုစုပြီးတော့သွားလို့ရှိရင်အဆင်ပြေပါတယ်ဝင်ကြီးကတော့သူကတယောက်ကိုဘတ်150ပေးရပါတယ်ဝင်ကြီးထဲမှာဆိုလို့ရှိရင်သူကရေကမုတ်တစ်ခုလေးစားလို့ရတယ်ပေါ့နော်မဟုတ်ရင်လည်းပေါက်တစ်ခုပေါက်ဘူးတစ်ဘူးပေါ့နော်လေးစားလို့ရပါတယ်အဲ့ဟာကအဲ့150ဝင်ကြီးထဲမှာပါပြီးသားပါပြီးရင်ဒီလိုတလိမ့်ဆန်လေးအစာကျွေးတဲ့ဟာလေးလည်းရှိပါတယ်เนาะအဲ့ဒါကတော့အမြဲတမ်းမရှိဘူးသူတို့အဲ့ပြတဲ့နေ့ရှိရနေဆိုရင်တော့ရှိရပေါ့เนาะတစ်ခါလေကြာရင်တော့တွားရင်တော့မရှိဘူးအဲ့ဒါကြောင့်မလို့ကိုယ်နဲ့ကြုံတဲ့ခါဆိုလို့ရှိရင်တော့ဒီလိုမျိုးအကောင်ဆန်းလေးတွေကိုအစာကျွေးလို့ရပါတယ်အစာကျွေးချင်ရင်တော့ကိုကကျွေးမဲ့ပို့တက်ပတ်စံ charges ထပ်ပြီးတော့ဝယ်ရတာပေါ့เนาะပြီးတော့အထက်မှာတခြားစားသုံးဆိုင်တွေလည်းရှိပါတယ်စားသုံးဆိုင်တွေကသူကဈေးကတော့နည်းနည်းလေးတော့များတယ်အရသာလည်းသူပေးရတဲ့ဈေးနေကတော့ပုံမှန်ပါပဲเนาะအရင်အရသာထူပြီးကောင်းနေရမဟုတ်ပေမဲ့လို့သူပေးရတဲ့ဈေးနေကတော့ပုံမှန်အရသာပါပဲchocolate valley မှာဆိုလို့ရှိရင်တော့အဓိကကတော့ဒီတက်ပုံရိုက်ဖို့ photo spot လှလေးရှိရဲစားတောက်ဆိုင်လေးရှိရဲပြီးရင်ကလေးတွေကစားဖို့အတွက်ဒီလိုကစားကွင်းတသေးလေးရှိရဲပေါ့နော်အဲဒါကြောင့်မို့လို့မိသားစုလိုက်ခဏတာအပန်းဖြစ်ရင်ဖြစ်ဘန်ကောက်ကနေပြီးတော့အရင်မွေးပဲနဲ့တွားလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်နော်